အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ပရိသတ်ကြီးတွေအတွက်နားဆင်လို့ကောင်းမဲ့ဒကာမလေးနဲ့ရွှေတောင်မှုဆိုတဲ့ဖြစ်ရမှန်ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ရှေ့တော့ကမြေကန်တဲ့ဘေးကရွာလေးတစ်ရွာမှာအင်မတန်မှလှပတဲ့ရွှေတောင်မှုကြီးတစ်ခုရှိခဲ့တယ်အဲ့ဒီရွှေတောင်မှုကြီးဟာထူးဆန်းအံ့ဩဖွယ်ရာတွေနဲ့ပြည်နေနေပြီးဘယ်သူမှအဆုံးစမသိနိုင်တဲ့လျှို့ဝှက်ချက်တွေလည်းရှိနေခဲ့ပါတယ်အဲ့ဒီရွာမှာပဲမွန်းဆိုတဲ့စီဆရာကြီးတူနေထိုင်ခဲ့တယ်ဆရာမဟာသဘောထားကောင်းပြီးလူနာတွေကိုအမြဲကူညီပေးတတ်တဲ့သူမို့ရွာသူရွာသားတွေကသူ့ကိုအယံချစ်ကြပါတယ်။ဆရာမမှာဇနီးတဲ့ဆုံးသွားပြီးခြံခဲ့တဲ့အမလေးသမီးလေး2ယောက်လည်းရှိပါတယ်။လာမင်းနဲ့ကျဲစင်လို့ချစ်စနိုးခေါ်တဲ့ဒီသမီးလေး2ယောက်ဟာလည်းအဖေလိုပဲစိတ်ကောင်းနှလုံးကောင်းရှိပြီးစိတ်ပညာမှာလည်းထူးချွန်ထက်မြက်ကြပါတယ်။ဆရာမတို့မိသားစုဟာငင်းချမ်းစွာနေထိုင်လာခဲ့ကြပေမဲ့တနေ့မှတော့ရွာကိုကက်ရော်ကာဆိုတစ်ခုကြာရောက်လာပါတယ်။ဝေးလံခေါင်တရဲ့ဒေသကငါးဖန်သမားတယောက်ကနေစတင်ကူးဆက်လာတဲ့ဒီယောဂဆိုဟာတဖြည်းဖြည်းနဲ့တရားလုံးကိုပြန်နှံသွားပါတော့တယ်။အမင်းနဲ့ကျဲစင်တို့ဟာအဖေရဲ့ကျမကြီးကိုကူဆိုင်ရင်တစ်ဖက်ကလည်းရွာသားတွေကိုအားတက်တရောကုညီကုသပေးနေရပါတယ်။ဒါပေမဲ့မကြခင်မှာပဲဆေးဖို့ဖို့တက်လို့အပ်တဲ့အရေးကြီးဆေးပင်တွေဟာရှားပါလာပါတော့တယ်။အိမ်နာကဥယျာဉ်ထဲမှာရှိတဲ့ဆေးပင်တွေလည်းကုန်တလောက်ဖြစ်သွားတဲ့အတွက်လာမင်းနဲ့ကျဲစင်တို့ဟာအဖေရဲ့တားမြစ်မှုတွေကိုလှည့်လျူရှုပြီးတောင်မော်တက်ကဆေးပင်တွေရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုနဲ့လာမင်းနဲ့ကျဲစင်တို့ဟာလက်ဆိုင်တဲ့တော့အုပ်ထိပ်ကိုတနေကုန်ခီးနှင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့အဖေပြောပြခဲ့တဲ့ရှားပါဆေးပင်တွေရှိတဲ့နေရာကိုရောက်သွားကြပါတယ်။ညီမနှစ်ယောက်ဟာအလျင်မြန်နဲ့စိတ်ရှည်လက်ရှည်ဆေးပင်တွေကိုလိုက်လံဆူဆောင်နေတော့မှရုတ်တရက်ကောင်းကင်မှာမဲမောင်နဲ့တိမ်တွေစတင်ဆူယုံလာပါတယ်။လေတွေလည်းတဖြည်းဖြည်းနဲ့ပြင်းထန်လာပြီးမိုးတွေကလည်းတဲထန်စွာရွာချပါတော့တယ်။လာမင်းနဲ့ကျဲစင်တို့ဟာမိုးခိုဖို့နေရာရှာပေမဲ့ကန်ဆိုးစွာနေပင်တောင်ပေါ်ကနေရုတ်တရက်ရေကြီးလာပါတယ်။သူတို့နေရာရက်နေတဲ့မြေသားတွေလည်းပြိုကျသွားပြီးအောက်ကကြီးမားတဲ့တောင်ပေါ်တစ်ခုကြားတဲ့ကိုပြုတ်ကျသွားပါတော့တယ်။ညီမနှစ်ယောက်စလုံးပြင်းထန်စွာတရားရသွားပြီးဘယ်ကုန်းမှထမသွားနိုင်တော့ပါဘူး။နာကျင်မှုတွေကြားထဲကပဲလာမင်းနဲ့ကျဲစင်တို့ဟာနောက်ဆုံးနေနဲ့တယောက်ကိုတယောက်ဖက်ထားရင်တဖြည်းဖြည်းအသက်ရှူရသွားကြပါတယ်။သူတို့ရဲ့နူးညံ့တဲ့ဝိညာဉ်လေးတွေဟာခနာကိုကနေလွတ်မြောက်သွားပြီးအဲ့ဒီတောင်ပေါ်ကြီးနှစ်ခုစီကိုရောက်ရှိကဒေါ်အုပ်ကိုဆောင်ရှာဖို့နဲ့ရွာသားတွေကိုဆက်လက်ကူညီဖို့အတွက်တည်ရှိနေခဲ့ပါတယ်။ညကန်တပေကရွာမှာဖျားနာနေတဲ့ဆရာမဟာမိုးကြီးလေးကြီးကြလာတာကိုမြင်တော့သမီးလေးတွေအတွက်အယမ်းစိတ်ပူသွားပါတယ်။ဘုံတိုင်းတွေတိတ်သွားပေမဲ့လည်းသမီးနှစ်ယောက်ပြန်မလာသေးတဲ့အတွက်ဖျားနေတဲ့ကြားထဲကပဲသမီးလေးတွေကိုရှာဖို့ဆုံးဖြတ်လိုက်ပြီးရွာသားတွေလည်းစုပေါင်းပြီးကူညီရှာဖွေကြပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာတောင်မွန်းတစ်ခုအောင်မှာအသက်မဲ့နေတဲ့လာမင်းနဲ့ကျဲစင်တို့ရဲ့ရုပ်အလောင်းတွေကိုတွေ့လာရပါတယ်။ဆရာမဟာသမီးလေးတွေရဲ့အလောင်းကိုမြင်တာနဲ့ဒူးထပြီးငိုကြကရင်ကွဲမတက်ဝမ်းနေပက်လက်ဖြစ်သွားပါတယ်။အမွာညီမနှစ်ယောက်ရဲ့တောင်းထဲမှာတော့ရွာသားတွေကိုကူညီဖို့သူတို့ဆူဆောင်လာခဲ့တဲ့ဆေးပင်တွေအပြည့်ပါပဲ။ဒီမြင်ကွင်းကိုမြင်တဲ့ဆရာမနဲ့ရွာသားတွေဟာဝမ်းနေမြေရီတွေကိုတုံးတင်ပြီးအဲ့ဒီတောင်ပေါ်တစ်ခုအောင်မှာပဲမြုပ်နှံလိုက်ကြပါတယ်။ပြီးတော့သူတို့ဆူဆောင်လာခဲ့တဲ့ဆေးပင်တွေကိုဖျားနာနေတဲ့သူတွေကိုကုသပေးခဲ့ကြပါတယ်။မကြခင်မှာပဲရွာသားအလုံးယောဂဆိုကနေအောင်မြင်စွာကုသပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဝန်내ပူစင်မှုနဲ့သမီးလေးတွေကိုလမ်းဆွတ်တန်းတနေတဲ့ဆရာမဟာနောက်ဆုံးမှာတော့ကွယ်လွန်သွားခဲ့ပါတယ်။အိမ်ဒီကစားပြီးအနှစ်တရာကျော်ကြာမြင့်ခဲ့ပေမယ့်ဆရာမနဲ့သူ့ရဲ့အမွာသမီးလေးတွေရဲ့အကြောင်းဟာပုံမြင်တွေဒဏ္ဍာရီတွေအဖြစ်နဲ့သက်ဆင့်ပြီးသက်ဆင့်ပြောစမတ်တွင်ကြံ့ရင်ခဲ့ပါတယ်။အဲရွာမှာပဲသစ်ဆွဲမိဘမိတ်ကလေးလေးတယောက်အနေထိုင်ခဲ့ပါတယ်။တေဟာကျိုးစားတဲ့လူငယ်လေးတယောက်ဖြစ်ပြီးနေရိုင်းလုံးမြေကန်တဲ့ဘေးကဈေးမှာကုန်ထမ်းသမားဖြစ်လို့ကိုင်းပါတယ်။တနေ့မှသူလည်းအခြားကုန်တယ်တွေလိုပဲချမ်းသာကြွယ်ဝလာဖို့မျှော်လင့်နေပါတယ်။တနေ့တော့တရဲ့ခေါင်းထဲမှာကောင်းတဲ့အကြံတစ်ခုရုတ်တရက်ပေါ်လာပါတယ်။သူစဉ်းစားမိတာကရွာကနေရှာပါပြီးတောထက်ပစ္စည်းတွေကိုယူပြီးမြို့ကစိတ်ကမ်းမှာတွားရောက်ရင်ဈေးကောင်းရပြီးပတ်စံတွေအများကြီးရနိုင်မယ်။သူရဲ့ယုံကြည်အားထားရတဲ့ပစံနဲ့ယူရဒလေးထုံဆက်ရပူစောဖို့ပစ္စည်းတွေကိုယူပြီးတောင်ချေကတောင်ဖို့တော်အုပ်စီကိုတွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အရမောင်းမြမပြီးထူခြားတဲ့တောင်မိုးနှစ်ခုကိုတွေ့လာရပါတယ်။ဒါကြောင့်လည်းသူဟာသူ့ရဲ့ယုံကြည်မှုရတောင်မိုးကိုခုတ်လဲဖို့ခွင့်တောင်းတဲ့အနေနဲ့ပူစောပသမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဒီတောင်မိုးနှစ်ခုရဲ့နောက်ခံသမိုင်းကြောင်းကိုတော့သူလုံးဝမသိခဲ့ပါဘူး။ပူစောပသမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့တစ်ဟာတောင်မိုးတတောင်ကိုစာတင်ခုတ်လဲပါတော့တယ်။ပြီးတော့သူဟာအဲ့ဒီတောင်မိုးကြီးကိုသူ့ရဲ့မြေကန်တဲ့ဘေးကတဲ့အင်စီကိုယူသွားခဲ့ပါတယ်။လာပေါင်းများစွာကြာအောင်သူဟာလေကိုတူးဆွပြီးပုံသွင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့တဲ့ရဲ့တစ်သားလေးလေးဟာပြီးစီးသွားပါတယ်။အိမ်နောက်တဲ့ဟာသူ့ရဲ့ဆွဆောင်ထားတဲ့ပတ်စံအလုံးကိုထုတ်ပြီးရွာသားတွေစီကနေကုန်ပစ္စည်းတွေဝယ်ယူခဲ့ပါတယ်။ပြီးတော့သူဟာလေကိုတေချစွာပြင်ဆင်ပြီးနောက်တစ်နေ့မနက်အစောကြီးဈေးကိုလေနဲ့သွားရောက်ဖို့စဉ်းစားထားပါတယ်။ဒါပေမဲ့အိမ်ညာမှာတော့တောင်မိုးဆောင်နှစ်သမီးလေးပေါ်လာပါတယ်။သူမဟာသူမရဲ့တောင်မိုးကိုခေါ်လဲပြီးလေလုံနေတဲ့သူငယ်လေးကိုကြည်နေပါတယ်။သူမဟာတနာသွားပြီးတစ်ကိုကုန်သွယ်မှုမှာအောင်မြင်စေချင်တဲ့အတွက်လူအသွင်ဖန်ဆင်းပြီးမနက်မိုးလင်းတဲ့အထိစောင့်နေခဲ့ပါတယ်။သူရောက်သွားတဲ့အခါမှာတော့နှစ်သမီးလေးဟာ
ပြုံးရှင်နေမျက်နှာနဲ့တစ်ကိုသူမနဲ့အတူနေထိုင်ခွင့်ပြုဖို့တောင်းဆိုလိုက်ပါတယ်။တစ်ဟာနားမလဲပေမဲ့လည်းသူမလည်းသူလိုပဲမိဘမိတ်ကလေးတရားဖြစ်လိမ့်မယ်လို့သူထင်ပါတယ်။ဒါကြောင့်တစ်ဟာနဲ့သမီးလေးကိုဒီကနေ့ကွန်ပျူတာတွေရောင်းဝယ်ဖို့ကူညီခွင့်ပြုလိုက်ပါတယ်။ဒီလုံးနဲ့သူတို့နှစ်ယောက်ဟာလငယ်လေးနဲ့မျိုးကကြီးမားတဲ့ဈေးကိုသွားပြီးကွန်ပျူတာတွေစတင်ရောင်းချပါတော့တယ်။တင်းနဲ့သမီးလေးရဲ့ကုန်တယ်မှုဟာဝယ်သူတွေလည်းအများပြားလာရောက်အားပေးကြပါတယ်။တင်းဟာတဖြည်းဖြည်းနဲ့ပတ်စံအနေငယ်စုမိလာပါတယ်။ဒါကြောင့်သူဟာအဲ့ဒီပတ်စံနဲ့တဲ့အိမ်အိုဟောင်းလေးအစားအိမ်အသစ်တစ်လုံးဆောက်ခဲ့ပါတယ်။ပြီးတော့သူ့ရဲ့လုပ်ငန်းကိုတိုးချဲ့ပြီးခြံထဲမှာဟင်းသီးဟင်းရွက်တွေစိုက်ပျိုးပါတော့တယ်။သူ့ရဲ့အောင်မြင်မှုတိုင်းမှာလက်သမီးလေးဟာအမြဲတမ်းသူ့ဘေးမှာရှိနေခဲ့ပါတယ်။သူ့ရဲ့ခန်းစားချက်တွေဟာလည်းတဖြည်းဖြည်းနဲ့အချစ်စီကိုပြောင်းလဲသွားခဲ့ပါတယ်။ဒါကြောင့်လက်သမီးလေးဟာဆက်ဆံရေးကိုရှေ့ဆက်ဖို့မကြိုးစားဘဲတစ်ကိုနှုတ်ဆက်ဖို့ပြင်ဆင်ခဲ့ပါတယ်။သူမဟာတစ်ကိုတောင်မို့တော်အုပ်စီကိုခေါ်သွားပြီးခုတ်လဲထားတဲ့တောင်မို့ဘေးမှာကျန်နေတဲ့တောင်မို့တောင်စီကိုသွားခဲ့ပါတယ်။အိမ်နောက်လက်သမီးလေးဟာသူမဟာတောင်မို့ဆောက်လက်သမီးဖြစ်ကြောင်းတစ်ကိုပြောခဲ့ပါတယ်။ပြီးတော့လက်သမီးလေးရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းနဲ့ပြောင်းကွယ်သွားပါတော့တယ်။တစ်ဟာဒီမြင်ကွင်းကိုမြင်တော့အယံအံ့ဩသွားပါတယ်။ပြီးတော့မျက်ရည်တွေဟာတဖြည်းဖြည်းနဲ့စီကျလာပါတော့တယ်။သူဟာတော်တော်ကြာစိတ်ကိုတင်းငင်အောင်ထားပြီးမှတောင်မို့ကိုလေးလေးဆဆဥညွတ်ခဲ့ပါတယ်။ရပ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့အသင်ဟာအဖြစ်မှန်ကိုလက်ခံလာနိုင်ပြီးလက်သမီးလေးမရှိတဲ့ဘဝတစ်ခုကိုစတင်မှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ရက်တွေကြာလာတဲ့မြအသင်ဟာလက်သမီးလေးကိုအယံချစ်မြတ်နိုးကြောင်းနဲ့သူမမရှိရင်ဆက်ပြီးအသက်မရှင်နိုင်တော့ဘူးဆိုတာကိုသိလာပါတယ်။ဒါကြောင့်သူဟာတောင်မိုးစီကိုနောက်တစ်ချိန်ပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အသင်ဟာလက်သမီးလေးကိုပြန်မြင်နိုင်ဖို့နီလန့်အမျိုးမျိုးကိုရှာဖွေခဲ့ပါတယ်။ဒါပေမဲ့သူတခါမှလက်သမီးလေးကိုပြန်မမြင်ခဲ့ပါဘူး။သင်ဟာသူ့ကိုကူညီနိုင်မဲ့ဆရာဝန်တွေဗီဒင်ဆရာတွေကိုလည်းရှာဖွေခဲ့ပါတယ်။ဒါပေမဲ့လူသားနဲ့နတ်သမီးတို့ရဲ့အချစ်ဟာမဖြစ်နိုင်ဘူးဆိုတာကိုသိရတဲ့အတွက်ဘယ်သူကမှတစ်ကိုမကူညီခဲ့ပါဘူး။နောက်ဆုံးမှာတော့သူဟာစိတ်တက်ကြပြီးသူ့တချောင်းကိုယူကာတော်ထိတ်ကတစ်ပင်အောက်ကိုသွားခဲ့ပါတယ်။ဒါပေမဲ့တစ်ဟာသူ့ကိုသူအနည်းပြုတ်နိုင်ဖို့စူးစမ်းနေတော့မှရွှေတောင်မို့ဆောင်းနတ်သမီးပေါ်လာပါတယ်။ပြီးတော့သူ့ကိုမလုပ်ဖို့တားမြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တစ်ဟာတေးဆုံးသွားရင်သူ့ရဲ့ကံကြမ္မာအတွက်အပြစ်ပေးခံရမှာဖြစ်ပြီးနတ်သမီးလေးနဲ့ဘယ်တော့မှပြန်ဆုံတွေ့နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါကိုကြားတော့တစ်ဟာသတိပြင်ဝင်လာပြီးတေဖို့စူးစမ်းတာကိုလက်လျှော့ခဲ့ပါတယ်။လက်သမီးကသူတို့နေရာအတူနေလို့မဖြစ်နိုင်ကြောင်းရှင်းပြပေမဲ့တစ်ကတော့နားမထောင်ပါဘူး။အဲကြောင့်သူမဟာတစ်ကိုဒဏ္ဍာရီလားရွှေတောင်မို့ပန်းအချောင်းကိုပြောပြပါတယ်။အဲ့ဒီရွှေတောင်မို့ပန်းဟာအနှစ်တရာမှာတစ်ချိန်ပဲပွင့်လေးရှိပြီးအခုလည်းပြန်ပွင့်နေပြီလို့ဆိုပါတယ်။တစ်သားအဲ့ဒီပန်းကိုရှာတွေ့ရင်လက်သမီးလေးနဲ့ပြန်ဆုံစီဖို့အခွင့်အရေးရှိနိုင်တယ်လို့ပြောပါတယ်။တစ်ဟာဒါကိုကြားတာနဲ့ချက်ချင်းမျောလင်းချက်တွေပြန်လည်ရှင်းတန်လာပါတယ်။ဒါကြောင့်လက်သမီးဟာတစ်ကိုလမ်းပြဖို့အတွက်တောင်မို့ရွက်တစ်ရွက်ပေးလိုက်ပါတယ်။ဒီတောင်မို့ရွက်ရဲ့အဖျားလေးဟာလမ်းမအတိုင်းသွားနေရင်တောက်ပါနေမှာဖြစ်တယ်။ဒီဟာချက်ချင်းအိမ်ပြန်ပြီးလိုအပ်တဲ့ပစ္စည်းတွေကိုသူ့လေးထဲထည့်လိုက်တယ်။ပြီးတော့တောင်မိုးရွက်ညွန့်ပြတဲ့အတိုင်းချောင်းနေကြားထဲကြောက်ဆောင်နေကြားထဲကနေလေကိုထိုးခတ်သွားပါတော့တယ်။တစ်ထွက်သွားပြီးရဲ့နိုင်ငံခြားမှာမိုးကြီးလေကြီးကြပြီးရေစီးတဲ့ရေတွေဟာတည့်ရဲ့လေကိုတိုက်ခတ်ပြီးမှောက်သွားပါတယ်။အဲဒီအချိန်မှာပဲငကာမတကောင်ဟာရေအောက်ကနေတဟုန်ထိုးတက်လာပါတယ်။သူမဟာအမီးနဲ့တည့်ရဲ့ခနာကိုပုတ်သက်ပေးပြီးမြေအောက်မြို့တော်ထဲကိုဆင်းသွားပါတယ်။အဲဒီငကာမဟာနဂနီလို့ခေါ်တဲ့ပြင်းရင်ညီငွေလိုအပြင်ထွက်ပြီးလဲပတ်ရင်မုံတိုင်းကြီးနဲ့တနာစရာကောင်းတဲ့လူငယ်တွေကိုတွေ့ခဲ့တဲ့ငကားမလေးဖြစ်ပါတယ်။တတိယလာပြီးမြေအောက်မြို့တော်အောင်မှာသူကိုသူတွေ့တော့အံ့ဩသွားပါတယ်။နဂနီဟာသူကိုသူမိတ်ဆက်ပြီးဖြစ်ပျက်ခဲ့တာတွေကိုတစ်ကိုပြောပြပါတယ်။ပြီးတော့ဘာကုမှစိတ်ပူစရာမလိုပဲဒီမှာနေနိုင်ကြောင်းလည်းပြောပြပါတယ်။တစ်ဟာနဂနီရဲ့ကျူးနာကိုကျေးဇူးတင်မိမယ်။သူ့ရဲ့ချစ်သူကိုပြန်တွေ့ဖို့ရွှေအောင်မို့ဘန်ကိုအမြန်ဆုံးရှာဖွေရမှာဖြစ်ပါတယ်။ဒါကြောင့်သူမဟာသစ္စာနာရှိတဲ့အတိုင်းလူပြည်ကိုပြန်ပို့ပေးဖို့ကူညီခဲ့ပါတယ်။သူတို့နှစ်ယောက်စကားပြောနေတော့မှနဂီနီရဲ့အဖေဖြစ်တဲ့မာဂရက်ဟာသူတို့ရဲ့စကားတွေကိုကြားသွားပါတယ်။အဲဒီဘက်ဟာသူ့ရဲ့နေမြေလေးခုကိုထိန်းချုပ်နိုင်တဲ့စွမ်းအားကိုတိုးမြင့်ပေးနိုင်ပြီးလူလောကနဲ့ငကားပြည်ကိုပို့ပြီးလွယ်လွယ်ကူကူအုပ်စိုးနိုင်မှာဖြစ်လို့ပါပဲ။မာဂရက်ဟာတစ်ကိုလူပြည်ကိုပြန်မသွားခင်အမြန်ဆုံးတားဆီးလိုက်ပါတယ်။ပြီးတော့စစ်သားတွေကတစ်ကိုဖမ်းဆီးပြီးရွှေပန်းပွင့်တဲ့တောင်ဖို့ဘယ်မှာလဲလို့မေးမြန်းဖို့အတင်းကျပ်ခိုင်းစေပါတယ်။ဘလောက်ပဲညှဉ်းပန်းနှိပ်စက်ခင်ရပါစေသူဟာတခွန်းအောင်မဟာပါဘူး။ဒါကြောင့်ဖယားဝစီရနာဂရီဟာတဲ့ကိုသူ့လိုချင်တာမရမချင်းမြေအောင်မျိုးတော်မှာထောင်ချထားလိုက်ပါတယ်။လက်ကီနီကသူ့ကိုထမင်းနဲ့ရေးပို့ပေးနေပေမဲ့တရက်ကြာတဲ့အထိတရက်ဆင်းရဲဒုက္ခတွေကိုမြင်နေရတဲ့နဂီနီဟာမခံမရနိုင်အောင်ဖြစ်လာပါတယ်။ဒါကြောင့်သူမဟာတစ်ကိုထောင်ထဲကနေလွတ်မြောက်အောင်ကူညီဖို့အဆုံးဖြတ်လိုက်ပါတယ်။သူမဟာငကားသွင်းပြောင်းပြီးရင်းနှီးပြင်းကိုတဟုန်ထိုးတက်သွားပါတယ်။ဒီအဖြစ်ပြက်ကိုမြင်တဲ့ငကားစစ်သားတွေဟာညီသက်မနေပဲသူမနောက်ကိုလူပြည်အထက်ကိုအမြန်လိုက်သွားပြီးနဂီနီကိုချက်ချင်းတိုက်ခိုက်ပါတော့တယ်။နောက်ဆုံးမှာတော့သူမဟာငကားစစ်သားတွေကိုအမြင်စွာချိန်မုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့နဂီနီကိုယ်တိုင်လည်းတော်တော်လေးတရားရသွားပါတယ်။သူမဟာအလင်းမြန်လူအသွင်ပြန်ပြောင်းပြီးတစ်ကိုသွားသွေးပါတယ်။ပြီးတော့မောပန်းနှွမ်းနေမှုကြောင့်လဲကျသွားပါတယ်။ပြီးတော့တစ်ကိုရွှေတောင်မှုပန်းကိုဆက်လက်ရှာဖွေဖို့ပြောပါတယ်။သူဟာသမိုင်းခနာကိုချီမာလိုက်ပါတယ်။
လေကိုတွေ့တဲ့အခါတစ်ဟာလေကိုရေထဲမှာပြန်လဲသွားလာနိုင်အောင်ပြင်ဆင်ပါတယ်ပြီးတော့နဂီနီကိုလေပေါ်တင်ပြီးသူတို့ရဲ့ခီးကိုအတူတူဆက်လက်သွားကြပါတယ်ဖျားဝစီရာနာဂရီဟာကျင်းသားတယောက်ကိုလွတ်မြောက်အောင်ကူညီခဲ့တာကိုသိသွားတဲ့အခါအယံဒေါသထွက်ပါတယ်သူဟာမိသားစုတွေကိုအလျင်မြန်ကုန်းပေါ်ကိုခီးထွက်ဖို့ပြင်ဆင်ခိုင်းလိုက်ပါတယ်ပြီးတော့သူဟာတိတ်တဆိတ်ပွိုင်နဲ့နဂီနီနောက်ကိုလိုက်နေပါတယ်တောင်မှုရွက်ညွန်ပြတဲ့လမ်းကြောင်းအတိုင်းသွားနေတော့မှရုတ်တရက်တော်မီလောင်နာနဲ့ကြုံတွေ့လိုက်ရပါတယ်။ညရဲ့နှစ်ဖက်စလုံးမှာမိတာတွေနဲ့တေဘေးကလွမြောက်ဖို့အထက်ပြင်းနေတဲ့တွေးဆန်တွေအပြည့်ပါပဲ။တက်ကီနီဟာတက်ကိုခဏလောက်လေကိုရက်ပေးဖို့တောင်းဆိုပါတယ်။တော်တက်ကတွေးဆန်တွေရဲ့မိတွေကိုငြိမ့်သက်ပေးဖို့သူမကူညီချင်လို့ပါ။ရုတ်တရက်တဲ့ဟာမိထဲကနေထွက်လာတဲ့ကလေးမလေးတယောက်ရဲ့ငိုတန်ကိုကြားလိုက်ရပါတယ်။သဘောထားကောင်းတဲ့တရက်စရက်လို့ရသူဟာဆက်ပြီးလေးကိုမထုတ်ခံနိုင်တော့ပါဘူး။တရားတွေအတော်လေးပြင်းထန်နေတဲ့နဂီနီဟာလည်းသူမရဲ့ဆွမ်းအားကိုသုံးပြုပြီးတော်မီကိုငြိမ့်သက်ဖို့ချက်ချင်းစူးစမ်းပါတယ်။တဲ့ဟာသူလိုပဲမိဘမေဖြစ်သွားတဲ့ကေသွဲကိုသနာပြီးစိတ်မကောင်းဖြစ်နေပါတယ်။ပြီးတော့သူဟာနဂီနီကိုကြည့်လိုက်ပါတယ်။သူမအရန်နာကျင်နေပေမဲ့လည်းအခြားသူတွေကိုကူညီဖို့စူးစမ်းနေပါတယ်။အခုတော့တဲ့ဟာနဂီနီပေါ်မှာတစုံတစ်ခုခန်းစားလာရပုံရပါတယ်။တော်မီငြိမ့်သွားတဲ့အခါသူတို့၃ယောက်ဟာလေနဲ့ပြန်ထွက်လာကြပါတယ်။ညောင်လင်းချက်ဝမ်းနေမှုနဲ့အချစ်တွေကိုတည်ဆောင်လာတဲ့တည့်ရလေးဟာတဖြည်းဖြည်းနဲ့မြူခိုရီကြားတဲ့ကိုစီဝင်သွားပါတယ်။အဲဒီနောက်တဲ့ဟာတောင်မှုရွက်ကိုကောက်ယူပြီးလမ်းကြောင်းကိုကြည့်ဖို့စူးစမ်းပါတယ်။ဒါပေမဲ့လမ်းညွန်နေတဲ့တောင်မှုရွက်ဟာညှိုးနှွမ်းသွားပြန်ပါတယ်။နဂီနီလည်းမော်ဆန်အကိုအသုံးပြုပြီးစူးစမ်းပေမဲ့မအောင်မြင်ပါဘူး။သူတို့ဟာလူသူကင်းမဲ့တဲ့ကျုပ်ပဲနေတဲ့ကြောက်တန်းတိုင်းအပြက်စီတွေကိုတွေ့လိုက်ရပါတယ်။တတိုင်းရဲ့အဝင်ဝါမှာတော့နတ်သမီးရုပ်တုတွေအများကြီးတန်းစီပြီးရနေပါတယ်။ကြောက်တတိုင်းရဲ့တောင်မှုတပင်ဟာတပင်နဲ့မမက်ရနေပါတယ်။ပြီးတော့လာရောက်လို့တောက်ပါတဲ့လှပတဲ့ရွှေရောင်ပန်းတွေပွင့်နေပါတယ်။တဲ့ဟာဒါဟာသူရှာနေတဲ့ဒနိုင်လာရွှေတောင်မှုပန်းဆိုတာကိုချက်ချင်းတီးလိုက်ရပါတယ်။တစ်ပင်ဘောကရွှေရောင်တောင်မှုပန်းတွေကိုယူလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်အမြင့်ကြီးဟာပြင်းထန်စွာတုန်ခါလာပါတယ်။ပြီးတော့ကြီးမားတဲ့အရာတစ်ခုဟာမြေကြီးထိပ်ကနေထိုးထွက်ပြီးသူတို့အရှိမပေါ်လာပါတယ်။ကြောက်တိုင်းဟာတပြေးပြေးပြိုကျလာပါတယ်။တောင်မှုပန်းနဲ့သူ့ရဲ့ရွှေရောင်ပန်းတွေလည်းတပြေးပြေးပြောင်းကွဲသွားပါတယ်။အန်ဒီယေကိုတီးလိုက်တဲ့အခါတင်နဲ့နဂနီနဲ့ကေသွဲတို့ဟာနဂါရီစကားနဲ့ထွက်ပြေးဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့အချိန်မမီတော့ပါဘူး။နီဂီနီဟာနဂါအတွင်ပြောင်းပြီးနဂါရီကိုခုခံမှုအဆုံးဖြတ်လိုက်ပါတယ်။မြေကြီးတုံခါပြီးမြေသားတွေကွဲအပ်သွားတဲ့အတွက်ကေသွဲလေးအောက်ပြိုကျသွားပြီးကေသွဲကိုကူညီဖို့ကြိုးစားရင်သူခွန်းလာတဲ့ရွှေတောင်မှုပန်းတွေဟာသူ့လက်ထက်ကလွတ်ထွက်ပြီးအကွဲချောင်းကြားထိပ်ကိုကျသွားပါတယ်။ဖျားဝစီရာနာဂရီဟာရောက်လာပြီးရွှေတောင်မှုပန်းကိုယူဖို့သူတို့နေရာကိုဖန်ဆီးသွားပါတယ်။ဒါပေမဲ့တက်ကသူ့ပန်းကိုပျောက်သွားပြီလို့ပြောတော့ဖျားဝစီရာနာဂရီဟာအရန်ဒေါသထွက်ပါတယ်။သူဟာချက်ချင်းနဂါအတွင်ပြန်ပြောင်းပြီးတက်စီကိုတဟုန်ထိုးပြေးဝင်လာပါတယ်။အဲဒီအချိန်မှာပဲနဂီနီဟာအလျင်မြန်တိုးဝင်လာပြီးအချိန်မီသူ့ကိုကာကွယ်နိုင်ခဲ့ပါတယ်။နဂါတောင်ဟာနဂီနီရဲ့ခနာကိုယ်ကိုဖောက်ထွက်သွားပါတယ်။သူမရဲ့ခနာကိုယ်ဟာဖြည်းဖြည်းချင်းလူအသွင်ကိုပြောင်းသွားပြီးကျမ်းမြေမော်ကသွေးအိုင်ထဲမှာလဲလျောင်းနေပါတယ်။သူဟာအလျင်မြန်ပဲနဂီနီရဲ့ခနာကိုယ်ကိုကောက်ယူပြီးအော်ဟင်ငိုကြွေးပါတယ်။ဖျားဝစီရာနာဂရီဟာသူ့ရဲ့လက်ချက်နဲ့သမီးတော်တီတော်မဲ့အဖြစ်ကိုမြင်တဲ့အခါသူဟာအလျင်မြန်လူအသွင်ပြန်ပြောင်းပြီးတော့သမီးတော်စီကိုလာခဲ့တယ်။ပြီးတော့သူမရှိရဲ့ဆွမ်းအာရီနဲ့သူကလေးကိုကာကွယ်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒီသွဲလေးဟာတဖြည်းဖြည်းနဲ့နတ်သမီးလေးနဲ့ရုပ်ချင်းအင်မတန်တူတဲ့ထောင်မို့ဆောက်နတ်သမီးလေးဖြစ်ပြောင်းသွားပါတယ်။တကယ်တော့သူမဟာလာမင်းဖြစ်ပြီးကျဲစင်ရဲ့အမွာညီမလေးပါ။မကြခင်မှာပဲလာမင်းနဲ့ရွှေတောင်မို့ဆောက်နတ်သမီးတို့ဟာအတူတူပေါ်လာပါတယ်။တဲ့ဟာနတ်သမီးသုံးပါးကိုတွေ့တော့အရန်အံ့ဩသွားပါတယ်။ကျဲစင်ဟာတစီကိုရှောက်လာပြီးသူပြောင်းဆုံးနေတဲ့ရွှေတောင်မို့ပန်းကိုပေးပါတယ်။တဲ့ဟာဖြည်းဖြည်းချင်းမျက်လုံးတွေကိုမိတ်ပြီးသူ့ရဲ့ချစ်သူနဲ့သူ့လိုရှိတဲ့အတိုင်းအတူတူနေနိုင်ဖို့ဆူတောင်းလိုက်ပါတယ်။အဲဒီချိန်မှာပဲရွှေတောင်မို့ပန်းဟာတောက်ပလာပြီးကြောက်ကွဲသွားပါတယ်။ကျဲစင်ဟာတက်ကိုပျော်ရွှင်စွာပြုံးပြပြီးတောင်မို့ဆောင်တဲ့သမီးနှစ်ပါးနဲ့တူတပြေးပြေးပြောက်ကွဲသွားပါတယ်။ရုတ်တရက်နဂီနီဟာဒုက္ခနာကိုနဲ့ပြန်လည်အသက်ရှင်လာပါတယ်။ဖျားဝစီရာနာဂရီကလည်းအရန်ပျော်ရွှင်သွားပါတယ်။သူဟာအလျင်မြန်သူကလေးကိုတောင်းပန်ပါတယ်။နဂီနီကိုယ်တိုင်လည်းသူ့အဖေကိုခွင့်လွှတ်ပါတယ်။ခုတော့သူမဟာတာမန်လူသားတစ်ယောက်ဖြစ်သွားပြီဖြစ်ကြောင်းပြောပါတယ်။ဖျားဝစီရာနာဂရီဟာသူ့သမီးကိုနှုတ်ဆက်ပြီးပွေးဖက်ပါတယ်။ပြီးတော့သူကိုယ်သူခေါ်နိုင်တဲ့မော်မန်တစ်ချက်ကိုလည်းပေးခဲ့ပြီးနဂါးပြည်ကိုပြန်သွားပါတယ်။နဂီနီနဲ့တစ်သူနှစ်ယောက်တည်းကြံခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ကြည့်နေကြပါတယ်။သူတို့နှစ်ယောက်ဟာလေစီကိုပြန်သွားပြီးမြေကန်နဘေးကရွာလေးကိုအတူတူလေးနဲ့ပြန်လာခဲ့ကြပါတယ်။အဲဒီချိန်ကနေစပြီးတင်းနဲ့နဂီနီတို့ဟာလေယာစိုက်ပျိုးရင်းနဲ့ကုန်သွယ်ရေးလုပ်ငန်းတွေကိုအတူတူလုပ်ကိုင်ပါတယ်။သူတို့နှစ်ယောက်တိဆောက်ခဲ့တဲ့မြေကန်နဘေးကရွာလေးမှာပျော်ရွှင်စွာအတူတူနေထိုင်သွားကြပါတယ်။ဒါရီအားလုံးဟာကျမဒီနေ့ပြည်သက်ကြီးကိုပြောပြခဲ့တယ်။နဂါးမလေးနဲ့ရွှေတောင်မိုးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ဒီလိုမျိုးပုံမြင်လေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင်တော့ like and subscribe လုပ်ပေးပါ။နောက်ထပ်ဘလို့ပုံမြင်မျိုးတွေကိုနားထောင်ချင်လဲဆိုတာ comment မှာရေးခဲ့ပေးပါ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။